ဗျိုင်းတောင်ရဲ့လျှို့ဝှက်ချက်ခမည်းတော်အဖြူရောင်ကိုကြည့်ရင်ဘာကိုပြေးမြင်ကြသလဲတန့်ရှင်းစင်ကြယ်ခြင်းလားငြင်းချမ်းခြင်းလားဒါမှမဟုတ်ပျော်ရွှင်ခြင်းလားဒါပေမဲ့ရှမ်းရိုးမှတောင်တန်းနေရဲ့အစွန်အဖျားတောနက်ထဲမှာရှိနေရဲ့ဗျိုင်းတောင်အတွက်တော့အဖြူရောင်ဆိုတာတေခြင်းတရားရဲ့ပြည့်ရုပ်ပဲဗျာအဲ့ဒီတောင်ပေါ်မှာဖြူဖြော့နေတဲ့ကြောက်ဆောင်တွေဟာတာမန်ကြောက်ခဲတွေမဟုတ်ဘူးနှစ်ပေါင်းရာကြီးပြီးမကျွတ်မလွတ်နိုင်ပဲအချင်းကြနေတဲ့ဝိညာဉ်တွေရဲ့အယိုးစုတွေဆိုတာခမည်းတော်ယုံနိုင်မလားညနေတန်းခေါင်မှာဗျိုင်းတောင်ဘက်ကနေလေတိုက်လာရင်မင်းကလေးကယောက်ရဲ့ငိုရှိုက်တန်းတွေကိုကြားလိမ့်မယ်အဲ့ဒါဗျိုင်းအော်တန်းမဟုတ်ဘူးဗျာတိုင်နန်းညမှာထာဝရစတေးခံထားရတဲ့အပြိုစင်ဝိညာဉ်တွေရဲ့တောင်းပန်တန်းတွေပါဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့အဲ့ဒီဗျိုင်းတောင်ပေါ်ကလျှို့ဝှက်လှိုင်ကိုထဲမှာပုံးကွယ်နေတဲ့ထိပ်ပြက်စရာကောင်းလာတဲ့အမှန်တရားတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ကဲခမည်းတော်ရဲ့အခန်းတကောက်တွေကိုတေချပိတ်မီးခလုတ်တွေကိုမှိတ်ထားပြီးဒီဇာတ်လမ်းတွေကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ဗျာ။ရှမ်းရိုးမှတောင်တန်းတွေရဲ့အဆက်လူသူအယောက်အပေါက်နဲပါလာတဲ့တောနက်ထဲမှာဗျိုင်းတောင်လို့ခေါ်တဲ့ထူးဆန်းတဲ့တောင်ကုန်းတစ်ခုရှိပါတယ်။အဝေးကကြည့်ရင်ဗျိုင်းချကောင်ဝက်နေသလိုပုံစံရှိပေမဲ့အဲ့ဒီတောင်ပေါ်မှာတော့ဘာအပင်မှဖြစ်ထွန်းလင်မရှိဘူး။ကြောက်ဆောင်တွေကလည်းဖြူဖြော်ဖြော့အယောင်တွေပေါက်နေပြီးတတောင်လုံးကသူ့တန်တစ်ခုလိုတိတ်ဆိတ်လွန်းလာပါတယ်။ရွာသားတွေကတော့ဗျိုင်းတောင်ကိုဝင်းငင်တွေအကျဉ်းကြရာနေရာလို့ယုံကြည်ကြတယ်။ညဘက်ဆိုတောင်ထိပ်ကနေပြီးမင်းကလေးတယောက်ရဲ့ငိုတန်းလိုတချင်းဆိုတန်းလိုထူးဆန်းတဲ့အတန်းတွေကြားရတတ်တယ်။တခါကရွာကအမဲလိုက်သမားတဦးဟာအဲ့ဒီတောင်ပေါ်မှာညအိမ်မီယာကနေပြန်လာတဲ့အခါမှာတော့စိတ်ဝေဒနာရှင်တယောက်လိုဖြစ်သွားခဲ့ရပါတယ်။သူနောက်ဆုံးပြောသွားတဲ့စကားကတော့ဗျိုင်းတောင်ကဖြူနေတာကြောက်တွေမဟုတ်ဘူးအယိုးနေတဲ့။ဒီနေ့မှာတော့ရွာကလူငယ်တဦးဖြစ်တဲ့မောင်ကျော်ဟာတောထဲကိုထင်းခွေသွားဟင်းဗျိုင်းတောင်ချေမှာပျောက်ဆုံးသွားခဲ့ပါတယ်။မောင်ကျော်ရဲ့အကိုဖြစ်တဲ့ကိုဟင်းကညီချစ်သူကိုရှာဖို့အတွက်ရွာသားတွေတားမြစ်တဲ့ကြားမှာဗျိုင်းတောင်ပေါ်ကိုတက်ခဲ့ပါတော့တယ်။ကိုဟင်းကစစ်တပ်ကပြန်လာသူဖြစ်လို့တရေကစီဒီကိုတိတ်မကြောက်ဘူး။သူတောင်ပေါ်ကိုတက်လေရုကပို့ပြီးအေးစိမ်လာလေပဲ။တောင်ဝက်လောက်ရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့မြူနှင်းဖြူတွေကကိုဟင်းကိုဝိုင်းရမ်းထားလိုက်တယ်။အဲ့ဒီမြူတွေကြားထဲမှာအသားဖြူနဲ့ဝတ်စုံဖြူနဲ့မိန်းကလေးတဦးကသူ့ရှေ့ကနေလမ်းပြသလိုမျိုးခေါ်သွားခဲ့တယ်။ကိုဟင်းဟာသူမနောက်ကိုလိုက်သွားရင်ကြောက်ဆောင်ကြီးတစ်ခုရဲ့နောက်ွယ်မှာဖုံးကွယ်နေတဲ့လူ့ဝတ်လှိုင်ကူဝဲတစ်ခုကိုတွေ့လိုက်ပါတော့တယ်။လှိုင်ကူထဲကိုဝင်လိုက်တဲ့အခါမှာတော့ကိုဟင်းမြင်တွေ့လိုက်တဲ့မြင်ကွင်းကသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ထိတ်လန့်စေရပါလှိုင်ကူနေရန်တလောက်မှာရှေးခေတ်ဝတ်စုံတွေဝတ်ထားတဲ့မင်းကလေးများစွာဟာအသက်မြတ်နေတဲ့ရုပ်တုတွေလိုရပ်နေကြတယ်သူတို့အားလုံးရဲ့မျက်လုံးတွေကဖြူဖော့နေပြီးကိုဟင်းကိုစိုက်ကြည့်နေကြတယ်အဲ့ဒီနေရာကတိုင်တိုင်းတစ်ခုရဲ့အဝင်ဝဖြစ်ပြီးထိုမင်းကလေးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးပြီးတိုက်ဆောင်အစေခံအတွက်စတေးခံထားရတဲ့အပြိုစင်ဝင်းရင်တွေပါဗျာသူတို့ကကိုဟင်းကိုဝိုင်းရမ်းလိုက်ပြီးကဲပါကျမတို့ကိုကဲပါကျမတို့အိမ်ပြန်ခြင်းပြီးလို့တိုးညင်းစွာတောင်းဆိုနေကြတယ်ကိုဟင်းဟာကြောက်လန့်တကြားပဲသူ့ညီမောင်ကျော်ကိုရှာရင်လှိုင်ကူအနက်ပိုင်းထဲမှာမောင်ကျော်ဟာတတိလက်ပြီးမြေပြင်ပေါ်မှာလဲနေတာကိုတွေ့လိုက်ပါတော့တယ်ကိုဟင်းဟာမောင်ကျော်ကိုဖွဲ့ချပြီးအပြင်ထွက်ဖို့ပြင်လိုက်တဲ့အခါမှာတော့လှိုင်ကူတစ်ခုလုံးတုန်ခါသွားခဲ့တယ်။လှိုင်ကူအမိုးကနေအလွန်ကြီးမားတဲ့မွေငယ်ကြီးတစ်ကောင်ရဲ့ပုံရိပ်ကပေါ်လာပြီးသူတို့ကိုဟင်းဟောက်လိုက်တယ်။အဲ့ဒါကတော့ဒီတိုင်နန်းကိုစောင့်ကြောက်နေတဲ့တိုက်ဆောင်နှက်မင်းကြီးပါဗျာ။ဘသူကမှငါရဲ့အစေခံတွေကိုခေါ်သွားခွင့်မရှိဘူးဆိုတဲ့အတန်ကြီးဟာကိုဟင်းရဲ့နားထဲမှာပေါက်ကွဲမတက်ကြားလာရတယ်။ကိုဟင်းဟာလက်ထဲမှာပါလာတဲ့ဖျားပုံတော်ကိုထုတ်ပြီးအာယုံပြုတ်လိုက်တဲ့အခါမှာတော့လှိုင်ကူထဲကဝင်းရင်သည်ဟာခဏမျှငြိမ်သက်သွားခဲ့တယ်။အဲ့ဒီအခွင့်အလေးကိုအသုံးပြုပြီး
ကိုဟင်းဟာညီဖြစ်သူကိုပွဲ့ချပြီးလှိုင်ကိုအကျင်ဘက်ကိုအမြန်ဆုံးပြေးထွက်လိုက်ပါတော့တယ်။ကိုဟင်းနဲ့မောင်ကျော်တို့ပြန်ရောက်လာတဲ့အခါမှာတော့ပြိုင်းတောင်ပေါ်ကလှိုင်ကိုဝက်ခါပြိုကျပြီးထာဝရပိတ်သွားဟဲ့ပါပြီ။မောင်ကျော်ဟာပြန်နိုးလာပြီမဲ့သူတွေ့ခဲ့တဲ့မြင်ကွင်းတွေကိုတော့ဘာမှမမှတ်မိတော့ဘူး။ဒါပေမဲ့ကိုဟင်းကတော့သိနေခဲ့တယ်။ပြိုင်းတောင်ကဖြူနေရဟာကြောက်ဆောင်တွေကြောင့်မဟုတ်ဘဲစတေးခံထားရတဲ့ဝิญဉ်ပေါင်းများစွာရဲ့အညိုးတွေကြောင့်ဆိုတာကိုပေါ့ဒီနေ့ထက်ကလေးပြိုင်းတောင်ဟာတောနက်ထဲမှာတိတ်ဆိတ်စွာရှိနေစေပါညဘက်ဆိုတော့တောင်ပေါ်ကနေပြိုင်းအုပ်တွေပြန်တက်လာတတ်ပြီးအဲ့ဒီပြိုင်းတွေဟာစတေးခံထားရတဲ့မိန်းကလေးတွေရဲ့ဝิญဉ်တွေပဲလို့ရွာသားတွေကအခုထက်ကလေးယုံကြည်နေကြပါတော့တယ်